အခုနောက်ပိုင်းကိစ္စတော်တော်များများကိုလေတိတ်ပင်ပင်ပန်းပန်းမတွေးတော့ဘူးအဆင်ပြေခြင်းလဲပြေမယ်မပြေခြင်းလဲမပြေဘူးပေါ့ကိုစီရောက်လာမယ်ကိစ္စဆိုရင်ရောက်ကိုရောက်လာလိမ့်မယ်ကိုနဲ့ထိုက်တန်တာဆိုကိုစီရောက်လာလိမ့်မယ်အဆင်မပြေမဲ့ကိစ္စကိုနဲ့မထိုက်တန်တဲ့ຢာတွေကလေကိုဘယ်လောက်စူးစမ်းအားထုတ်ပါစီဖြစ်လာမှာမဟုတ်ဘူးအဲ့လိုပဲတွေးတော့တယ်အချစ်ရရောစီးပွားရေးရောလူမှုရေးတွေရောအကုန်ပါပဲကိုနဲ့ထိုက်တန်တဲ့ပိုက်ဆံကကိုစီဝင်လာတယ်ကိုနဲ့ပထန်းဆက်ပါတဲ့လူနဲ့ဖူးစာစုံရတယ်ကိုနဲ့တွဲလို့ရတယ်မိတ်ဆွေစင်းနဲ့စုံခွင့်ရတယ်ဒါတွေကလေလောက်ယူလို့မရဖန်တီးလို့လည်းမရဘူးအတင်းလောက်ယူလဲလောက်ယူထားတာကြီးမို့အဝင်ခွင့်ကြတော့ဖြစ်နေမှာမဟုတ်ဘူးလေပြီးရင်လေဝေးသွားကြတာပါပဲဒါကြောင့်စိတ်ကိုလျှော့ပြီးနေလိုက်ရင်တချို့ကိစ္စတွေကသူ့အလိုလိုပြေလည်သွားမှာပါဒါပေမဲ့လေအချိန်တစ်ခုတော့ပေးရပါပေါ့